အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်နေယူဖုန်းဆိုတဲ့ဖုန်းလေးနဲ့မိတ်ဆက်ပေးကြပါတယ်ဗျာဒီဖုန်းလေးကတော့ RAM က16ပါမာမူနီကတော့120ရှိမယ်120ရှိမယ်250ရှိမယ်290ရှိပါပါဗျာ RAM တော့အတူတူလေးကြည့်ပါပဲ16လေးကြည့်ပါပဲမာမူနီကတမျိုးကိုဈေးကတော့ပွားသွားပါပဲမာမူနီ128ဖုန်း128ကတော့အရင်ဈေးကတော့249ချက်ပါအခုဈေးကတော့235ချက်နဲ့ရပါမယ်ဗျာ brand set 256ကတော့အရင်ဈေးကတော့265ချက်ကိုအခု252ချက်နဲ့ရပါမယ်ခင်ဗျာ brand set 6မာမူနီက912ဖုန်းကတော့အရင်ဈေးကတော့289ချက်ကိုအခု289ချက်နဲ့ရပါမယ်ဗျာသူ့ရဲ့အယောင်ကအနက်ရှိမယ်အပြာရှိမယ်ခရမ်းရောင်ရှိပါမယ်ဗျာကိုကြိုက်တာယူလို့ရပါတယ်မာမူနီကလည်းကိုကြိုက်တာကိုယူလို့ရပါတယ် RAM တော့အတူတူကြီးပါပဲဒီဖုန်းလေးကတော့ကင်မရာလည်းမစိုးပါဘူးကျွန်တော်ကြည့်ရတဲ့ဘက်ကတော့ဒါပေမဲ့အမျိုးအစားသူ့ရဲ့မန်နီကလည်းတော်ကြီးပါတယ်လို့အရင်ငွေချင်းနဲ့ရပါမယ်ဗျာပို့ကဖရီးနဲ့ရပါမယ်ကျွန်တော်အနေနဲ့မလေးငွေ200ကျော်လေးနဲ့ဗျာလက်ဆောင်တွေပါပြလို့ရတယ်ကိုကတရှင်းနားတောင်မှုအပူတီးတက်တစ်လုံးအပူဆောင်းထားလို့ရပါတယ်ဗျာဒီဖုန်းလေးကိုဝယ်ဖို့ကျွန်တော်အကြံပြုပါတယ်လေးချတကယ်ချင်းအားပေးကြပါဦးเนาะကျွန်တော်အကောင့်ထဲကနေပြီးတော့ကျွန်တော်အကောင့်ထဲမှာပဲရှော့သေး